ရတလောက်ရှာပြီးနိုင်တလောက်စုပါပတ်စံတွေရှိလာတဲ့တနေ့ကျရင်ငါတို့တွေစကားပြောစရာရှိတယ်ဒေါသတွေလျှော့ပြီးတိခံလိုက်တာမျိုးကြုံဘူးတယ်မလားဘာမှမသိလိုက်ပဲအပြောခံရတာကြုံဘူးကြမှာပါတချို့အချိန်တွေမှာတိခံလိုက်ရတာတွေအများကြီးပါတခါတရံမှာတချို့စကားတွေကိုတုံ့ပြန်ချင်မိတယ်အနေထားတချို့ကြောင့်တိခံလိုက်ရတာပါတခါတလေကျင်တဲ့လို့ပြောပြလိုက်တာမဟုတ်ပါဘူးအခြေအနေအမျိုးမျိုးကြောင့်ငြိမ်နေလိုက်ရပေမဲ့ပြောချင်နေတဲ့စကားတွေအများကြီးပဲလူတချို့ကိုပြောချင်ပေမဲ့မပြောလိုက်ရတဲ့စကားတွေရှိတယ်အဲ့ဒါတွေကပတ်စံမရှိလို့တုတ်စိတ်လိုက်ရတာတွေပေါ့အဖြစ်ပြတချို့ကိုစိတ်ထဲမှာထင်ရှားတတ်တာဆိုမမိနေလေရဲ့ဒါကြောင့်အရွယ်ရှိတော့အလုပ်တွေလုံနိုင်တော့မှပတ်စံကိုရသလောက်ရှာပါတက်နိုင်တဲ့လောက်စုဆောင်းပါပတ်စံရှိလာတဲ့တနေ့ကျငါတို့တွေစကားပြောစရာရှိရဲ့ဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်